ကိုရီတီရဲ့ YouTuber 101 Batch 20ရဲ့ discount သိမ်းရမယ့်အစီအစဉ်စိတ်ဝင်စားလားစိတ်ဝင်စားတယ်ဆိုရင်ဒီဗီဒီယိုကိုဆုံးအောင်ကြည့်သွားပေးနော် Hello အားလုံးပဲမင်္ဂလာပါရှင်ငင်းငင်းပါကျွန်မကတော့ကိုရီတီရဲ့ YouTuber 101 Batch 90ကိုအခုမှတက်လာခဲ့တဲ့သင်တန်းသူပါရှင်ဒီဗီဒီယိုလေးကတော့ကိုရီတီရဲ့သင်တန်းကပေးရတဲ့သင်တန်းကြီးနဲ့ရလိုက်တဲ့ပညာကတကယ်ရောတန်ရလား YouTuber သင်တန်းတက်မယ်ဆိုရင်ဘာကြောင့်ကိုရီတီရဲ့သင်တန်းကိုရွေးချယ်ပြီးတော့တက်တဲ့နာကိုရီတီရဲ့ YouTuber 101 Batch 20ရဲ့ discount သိမ်းရမယ့်အစီအစဉ်စတဲ့အကြောင်းအရာတွေကိုမျှဝေပေးသွားမှာပဲဖြစ်ပါတယ်ရှင်ဒီဗီဒီယိုလေးကိုဆုံးအောင်ကြည့်ရင်မိတ်ဆွေအတွက်ကြီးမားတဲ့အခွင့်အရေးတစ်ခုရရှိမှာအသိချပါပဲကဲစလိုက်ကြရအောင်ဒီသင်တန်းက YouTuber 101ပဲလားဆိုတော့ no မဟုတ်ပါဘူးYouTuber 101 Plus Mastery Content Creation သင်တန်းနှစ်ခုကိုပေါင်းထားတဲ့သင်ခန်းစာတွေကိုသင်ခွင့်ရခဲ့ပါတယ်။ကျွန်မကဒီသင်တန်းမှာဆိုရင်ကျင့်တဲ့အားရဆုံးအပိုင်းကဘာလဲဆိုရင် Zone Line Session ပါပဲ။ Zone Line Session မှာဆိုရင် YouTuber သင်တန်းနဲ့မဆိုင်တဲ့မိကုန်းတွေအကုန်လုံးကိုစိတ်ရှည်လက်ရှည်ဖြည့်ပေးတယ်။ဆရာသားမချန်တော့အကုန်လုံးကိုပုံနေနေဖြည့်ပေးတယ်။ဒါရင်ပဲလားဆိုတော့မဟုတ်ပါဘူး။ Brand နေနဲ့ဘယ်လို collaborate လုပ်ရတယ်။ collaborate လုပ်ပုံအဆင့်ဆင့်ကိုလည်းအသေးစိတ်ပြန်ပြောပြပေးသေးတယ်။ brand အနေနဲ့ collaborate လုပ်နိုင်ဖို့အတွက်ဆိုရင်ကိုယ့်ရဲ့ branding ကိုတိကျဘယ်လိုတိစောက်ရတယ်ဆိုတာကအစအကုန်လုံးသင်ပေးပါတယ်။ပြီးတော့ time management ကိုဘယ်လိုလုပ်ရတယ် brand image နဲ့ networking ရဲ့အရေးကြီးပုံတွေကိုလည်းပြောပြပေးတယ်။ networking ကိုဘယ်လိုစလုပ်ရတယ်ဆိုတဲ့အကြောင်းကအစအကုန်ပါပါတယ်။ပြီးတော့ company တွေကိုယ့်စီကိုလာမှမဆောင်မဲနဲ့ကိုလုံးချင်တဲ့ brand တွေကိုရွေးပြီးတော့မှ approach လုပ်လို့ရတယ်ဆိုတဲ့အကြောင်းတွေ။နောက်ခါ ChatGPT ကိုတောင်မှမေးလို့မရတယ်။ကိုရီးရဲ့ creating လုပ်လာတဲ့7နှစ်တာလုံးဖြတ်သန်းခဲ့တဲ့အတွေ့အကြုံတွေကိုပွင့်လင်းနဲ့ဆရာသားမချန်မျှဝေပေးခဲ့ပါတယ်။ကိုရီးကနာမည်ကြီးတစ်ယောက်ဖြစ်ပေမဲ့လုံးဝမချီပါဘူး။ပွင့်လင်းနဲ့အယိုးသားဆုံးရှင်းပြတင်ကြားပေးပါတယ်။သင်တန်းသူသင်တန်းသားတွေကိုသူ့ရဲ့တူတူမတွေလို့သဘောထားပြီးတော့သိစေခြင်းတက်စေခြင်းအောင်မြင်စေခြင်းနဲ့စေတနာတွေအပြည့်နဲ့သင်ပေးတာပါ။ကျမကတော့ဒီသင်တန်းကိုတက်ရတာအရန်အားရတယ်အရန်ကျင့်တတ်တယ်အရန်တန်တယ်လို့လည်းခံစားရတယ်ကဲမိတ်ဆွေရောဒီလိုသင်တန်းမျိုးမှမရွေးချယ်ရင်ဘယ်လိုသင်တန်းမျိုးကိုတက်မလဲကိုရီးရဲ့သင်တန်းကိုဘာကြောင့်ရွေးချယ်တက်တယ်လဲဆိုတာအခုလို့ဆိုရင်တော့နားလည်သဘောပေါက်မယ်လို့ယုံကြည်ပါတယ်အရှိမကျွန်မပြောခဲ့တဲ့သင်ခန်းစာတွေရဲ့မဲလားဆိုတော့မဟုတ်ပါဘူးအများကြီးရှိပါသေးတယ်ဒီထက်ပိုပြီးအသေးစိတ်သိချင်နေဆိုရင်တော့လူကိုယ်တိုင်သွားတက်ဖို့တော့လိုမယ်နော်လုံးဝစိတ်ကျဉ်တဲ့မှုအပြည့်အဝရမယ်လို့အာမခံပါတယ်လာမယ့်နိုဝင်ဘာလ6ရက်မှာဖွင့်မယ်YouTuber 101 Batch 20ရဲ့သင်တန်းကြီးဟာ9သိန်းဖြစ်သွားပါပြီ။ကျမတို့ရဲ့ Batch 90သင်တန်းကြီးက3သိန်းပါ။ Batch 20မှာဆိုရင်တော့9သိန်းသင်တန်းကြီးတက်သွားပါပြီနော်။ဒါပေမဲ့လုံးဝစိတ်မပူပါနဲ့။ discount 3သိန်းရမယ့်အစီအစဉ်ရှိပါတယ်။ဒီသင်တန်းကိုစိတ်ဝင်စားလို့ကိုဒီရဲ့သင်တန်းစီကိုတွားပြီးတက်မယ်ဆိုရင်ကျမရဲ့ affiliate code ဖြစ်တဲ့ Batch 9084ကိုသုံးပြီးတော့အဲ့ရင် discount 3သိန်းရပါမယ်။ကိုရီးရဲ့သင်တန်းကလူပြည့်တာအရင်မြန်ပဲလက်သက်ဖို့လို့လုပ်မယ်နော်အားလုံးကိုကျေးဇူးတင်ပါတယ် bye bye see you next video